တသားမိမိတို့ရေဝက်ဝင်ဆိုတာနိုးတိုက်တတဝါကြီးတစ်မျိုးဖြစ်ပြီးခွန်အားကြီးမားတဲ့တတဝါဖြစ်ပါတယ်ဝက်ဝင်တွေဟာမျိုးစိတ်ပေါင်းများစွာရှိပြီးတော့ဥပမာဝက်ဝင်အမဲဝက်ဝင်ညိုပိုလာဝက်ဝင်စသဖြင့်အမျိုးမျိုးရှိပါတယ်တဲ့ဝက်ဝင်တွေဟာစားကောင်းတာအကုန်လုံးကိုစားတတ်ကြတဲ့တတဝါတွေဖြစ်ပါတယ်တဲ့သူတို့ဟာအသီးအနှံပြားရည်ငါးကြွက်ငှက်ဥစတာတွေကိုစားတောက်တတ်ကြပါတယ်တဲ့ဝက်ဝင်တွေကဘယ်လိုနေထိုင်လဲဆိုတော့တောတောင်ထူထပ်တဲ့နေရာတွေတစ်တောတွေရေခဲပြင်တွေမှာနေထိုင်ကြပါတယ်တဲ့ဝက်ဝင်တွေဟာများသောအားဖြင့်တကောင်ထဲနေထိုင်လေးရှိပြီးညဘက်ကျမှအပြင်ကိုထွက်ပြီးအမဲလိုက်လေးရှိပါတယ်တဲ့ဝက်ဝင်တွေရဲ့ထူးခြားချက်တွေကတော့အနက်ခံစွမ်းရည်အလွန်ကောင်းတာပဲဖြစ်ပါတယ်သူတို့ဟာမိုင်ပေါင်းများစွာကွာဝေးတဲ့နေရာကအနက်ကိုပါအနက်ခံနိုင်စွမ်းရှိပါတယ်ဒါ့ပြင်ဝက်ဝင်တွေဟာရေကူးကျွမ်းကျင်ပြီးတော့တစ်ပင်တက်လဲကျွမ်းကျင်ပါတယ်တဲ့ဝက်ဝင်တွေဟာလည်းသဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးတဲ့သတ္တဝါတွေထဲမှာပါပါတယ်။သူတို့ကတစ်ပင်တွေကိုပြိုးပင်တွေအဖြစ်ပြန့်ပွားစေပြီးသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးပါတယ်တဲ့။ကဲဝက်ဝင်တွေအကြောင်းသိပြီဆိုတော့မိကွန်းလေးတွေဖြည့်ကြည့်ရအောင်။ဝက်ဝင်တွေရဲ့ထူးခြားချက်ကဘာလဲ။1. အနံ့ခံစွမ်းရည် 2. အပြေးစွမ်းရည် 3. ရေကူးစွမ်းရည်ဟုတ်ပါတယ်ဝက်ဝင်တွေကအနက်ခံစွမ်းရည်အရင်ကောင်းတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်နောက်ထပ်အကောင်တွေအကြောင်းလည်းထပ်ပြောပြပေးမယ်နော်